ကဲဒီနေ့ရှင်းလင်းတင်ပြချက်လေးကနေကြိုးဆိုပါရယ်ဒီတစ်ခါတော့ဓမယာရာဝင်စစ်တုထတ်ဆောင်အခန်းကြီး9လဲကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းဝင်ဇလင်းတစ်ပုဒ်ကိုလေ့လာကြည့်ကြပါမယ်ဒီဇလန်ကလေးကြီးမားလာတဲ့ယောဂငင်းချမ်းခြင်းတစ်ခုကိုရဖို့အတွက်ကိုယ်ပိုင်မာနတွေကိုဘလို့စွန့်လွန်ရမလဲဆိုတာကိုအဓိကပြတာနေတာပါကဲဇလန်ရဲ့အနှစ်သာရကိုဒူဒူဆက်တင်လိုက်ကြရအောင်အပိုင်းတစ်စစ်တူကြီးရဲ့ဖုံးကွယ်ထားတဲ့နာကျင်မှုဒီနေရာမှာနေမန်ဆိုရစစ်တူကြီးရဲ့ဘောဘကိုကြည့်လိုက်မယ်ဆိုရင်တကယ်ကိုအန်တော်စရာကောင်းတဲ့ပဟေဒီချက်ခုကိုတွားတွေ့ရမှာပါစဉ်းစားကြည့်ပါတစ်ဖက်မှာသူကရှူရီတက်မတော်ရဲ့အင်အားအကြီးဆုံးစစ်တူကြီးလေရဲရင်တဲ့နာမည်ကျော်ကြားတယ်အပြင်းမှန်ဂုံချက်တီအပြစ်ရှိနေတာပေါ့ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့သူဟာဘလို့မှကူးသားလို့မရတဲ့အရေးပြားယောဂဆိုးကြီးကိုခန်းစားနေရရှာတယ်ဒီယောဂရှင်မှာတော့သူဟာလုံးဝကိုအဆွမ်းအဆမက်နေတဲ့အတွင်းပိုင်းကအဖြစ်ဆိုးကြီးကိုရင်ဆိုင်နေရတာပါဆိုလိုတာကလူတယောက်ဟာဘလောက်ပဲစီးစင်ချမ်းသာတယ်စီးရင်အောင်ပဲတဲ့အပြည့်အဝပိုင်ဆိုင်ထားပါစေအောင်ကိုပိုင်ကျမ်းမာရေးပြဿနာတစ်ခုရှိမှာတော့ဘာမှမတက်နိုင်ပေအားနဲ့တွားတတ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါအဖိုင်းနဲ့မထင်မှတ်ထားတဲ့အချမ်းဉာဏ်နဲ့အမျိုးလင်းချက်ဇလန်ကဒီလူစားတာပါအစ္စရေးနိုင်ငံမှာရှိတဲ့ prophecy တွားမယ်ဆိုရင်တင့်ကိုကူးကြပေးနိုင်ပါတယ်ဆိုတဲ့စကားလေးတစ်ခုဒါတာမန်စကားလုံးတွေမဟုတ်ပါဘူးဖန်စီခံထားရတဲ့ Israel ကအစီခံမင်းကလေးကလေးတယောက်ရဲ့စကားပါတကယ်ကိုအန်တော်ဖို့ကောင်းတာကဒီစကားလေးကနေပဲနီမန်ရဲ့ဘဝကိုပြောင်းလဲစေမဲ့ကြီးမားတဲ့ခီးစိန်ကြီးကိုစတင်ဖြစ်ပေါ်စေခဲ့တာပါပဲစဉ်းစားကြည့်လေအားကြီးလေစစ်သူကြီးတယောက်ရဲ့ကန့်ကြမ္မာဟာအစင်တန်းနှိမ့်ကြရဲ့အစီခံကလေးငယ်လေးရဲ့စကားအပေါ်မှာမူတည်နေတာဟာတကယ်ကိုကြီးကျယ်ခမ်းနားတဲ့အစပြုမှုတစ်ခုပဲမဟုတ်ပါလားအပိုင်း3ဘယ်နေရဲ့ကြောက်ရွံ့မှုကဲဒီလိုနဲ့ရှူရီဘီယန်စီကနေအကူအညီတောင်းခံတဲ့စာတစောင်လဲရအစ္စရေးဘီယန်ဟာလုံးဝကိုထိတ်လန့်ပြရာခတ်သွားခဲ့ပါတယ်။ငါကလူကိုကူတာနိုင်တယ်ဖျားလားဆိုပြီးသူပြောတဲ့စကားကနေတဆင့်သူဘလောက်တောင်အထိတ်တလန့်ဖြစ်သွားတယ်လဲဆိုတာသိတာပါတယ်။ဘီယန်ကဒီတောင်းဆိုချက်တို့လုံးဝအထင်မြင်လွဲမှာပြီးသူ့ကိုစစ်မဲ့ပြူထုအကြောင်းရှာတယ်လို့ထင်မှတ်သွားတဲ့အတွက်ဇလန်အပိုးပြီးတော့အသက်ဝင်လာပါတယ်။တကယ်တော့လူသားတွေဟာကိုမလုံနိုင်တဲ့အရာတွေကြုံလာတဲ့အခါအခုလိုပဲပြရာခတ်သွားတတ်ကြတာသဘာဝပါပဲ။ဒါပေမဲ့ဒီအချိန်မှာပဲအလှည့်ပြောင်းတစ်ခုပေါ်လာပါတယ်။သူ့ကိုကျွန်ုပ်စီလာခိုင်းပါဆိုတဲ့ Prophet Elisha ရဲ့တည်ငြိမ်လာတဲ့စကားတစ်ခွန်းထွက်လာပါတယ်။ဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့ထိတ်လန့်ပြီးပြားရခတ်နေတဲ့ဘယင်နဲ့စစ်သူကြီးကိုအေးအေးဆေးဆေးပဲဖိတ်ခေါ်လိုက်တဲ့ Prophet Elisha တို့ကြားကစန့်ကျင်ဘက်ကွာခြားချက်ကြီးပဲဖြစ်ပါတယ်။ယုံကြည်ခြင်းရှိသူရဲ့ငြိမ်သက်မှုကိုဒီနေရာမှာရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။အပိုင်း၄မျောလင်းချက်တည်းရဲ့ပုတ်တိုင်မှုအဲ့ဒီလိုနဲ့နီမန်ဟာအလိရှဲစီရောက်လာတဲ့ထားယုံနိုင်မလားအယံကိုဒေါသထွက်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေသူမျိုးလင့်ထားတာကဘီရော့ဖက်ကိုယ်တိုင်ထွက်လာမယ်။သူ့အနာပေါ်လက်တင်ပြီးခန်းခန်းနန်းနန်းဆူတောင်းပေးမယ်လို့ထင်ထားခဲ့တာကိုဒါပေမဲ့တကယ်တမ်းလက်တွေ့မှာတော့အလိရှဲကိုယ်တိုင်တောင်ထွက်မလာခဲ့ပါဘူး။ရော်လဲမစ်ထဲမှာသွားပြီးရေချိုးဖို့လူကြုံနဲ့တည်င်းပါလိုက်ကြကိုပဲသူကြုံတွေ့ခဲ့ရပါတယ်။နီမန်တော့ဒီလိုရိုးရှင်းတဲ့ညွန်ကြားချက်ဟာသူ့ရဲ့ကြီးမားတဲ့ဂုဏ်တိခါကိုစော်ကားလိုက်တယ်လို့ခံစားလိုက်ရတာကိုဒီအခြေအနေကတကယ်ကိုကြီးမားတဲ့စစ်လှုပ်ရှားမှုကိုဖြစ်ပေါ်စေပါတယ်။စဉ်းစားကြည့်ပါမာနာကြီးတဲ့စစ်သူကြီးတယောက်အနေနဲ့ဒီလိုအရန်ကိုရိုးရှင်းလွန်းတဲ့ညွန်ကြားချက်ကိုလိုက်နာပါမလားသူ့ရဲ့ကိုယ်ပိုင်မာနာကပဲသူ့ရဲ့အနာရောဂါငြိမ်းချမ်းခွင့်ကိုလုံးဝတားဆီးပိတ်ပင်သွားတော်မလားဆိုတာကိုရင်တမမနဲ့စောင့်ကြည့်ရတော့မယ့်အနေအထားဖြစ်လာပါတယ်အပိုင်း9နှိမ်ချခြင်းနဲ့အံ့ဖွယ်အမှုကံကောင်းတာကနေမန်ရဲ့အစီခံနည်းကတိတ်ကိုယူတိကြတဲ့အချက်ကိုထောက်ပြခဲ့ကြပါတယ်ပရိုဖက်တောင်ခက်ခဲတဲ့အရာတစ်ခုခုကိုခိုင်းမယ်ဆိုရင်နေမန်အနေနဲ့ဝမ်းသာအားရလုံဆောင်မှာဖြစ်တဲ့အတွက်အခုလိုရိုးရှင်းတဲ့ရေချိုးဖို့လောက်ကိုတော့ဆမ်းမိလုပ်ကြည့်တဲ့ကြောင်းအကြံပေးခဲ့ကြပါတယ်။အဲ့ဒီအခါကျမှအင်အားကြီးမားတဲ့စစ်သူကြီးဟာသူ့ရဲ့မာနတရားတွေကိုချထားခဲ့ပြီးယော်ဒန်မြစ်ကျဲကိုစင်ကာပရိုဖက်ညွှန်ကြားတဲ့အတိုင်းခုနှစ်ကျင်းတိတိရေချိုးနေတဲ့မြင်ကွင်းကိုမြင်အောင်ကြည့်လိုက်ပါဦး။အဲ့လိုနဲ့ခုနှစ်ကျင်းမြောက်ရေထဲကနေပြန်ပေါ်လာတဲ့အချိန်မှာတော့အံ့ဖွယ်ပါပဲ။သူ့ရဲ့အသားဟာခလီငယ်ကြီးယောက်ရဲ့အသားလိုမျိုးလုံးဝကိုတန့်ရှင်းစင်ကြယ်သွားခဲ့ပါပြီ။ဒီနေရာမှာတတိပြုတ်ရမယ့်တိတ်နစ်ဟစ်အချက်ကရုပ်ပိုင်းဆိုင်ရာအံ့ဖွယ်ကူတာခြင်းဆိုတာဟာသူ့ရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့မာနဆိုတဲ့မမြင်ရတဲ့အသားစိတ်ကြီးကိုဖယ်ရှားလိုက်နိုင်တဲ့အချိန်ကြမှာသာအောင်မြင်စွာဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။နှင်းချခြင်းရဲ့အကျိုးကျေးဇူးကတကယ်ကိုကြီးမားလာပါတယ်။အပိုင်း6ပြောင်းလဲသွားတဲ့နှလုံးသားဇလန်အစပိုင်းမှာနေမန်ရဲ့စိတ်ကူးကသူ့ရဲ့စီးစိမ်တွေလက်ဆောင်တွေပေးပြီးအနာရောဂါငင်းချမ်းမှုကိုဝယ်ယူမယ်ဆိုတဲ့အတွေ့ပါဒါပေမဲ့အနာငိမ့်ပြီးနောက်မှာသူကန်းလန့်တဲ့ငွေကြေးတွေကို Prophet Elisha ကလုံးဝလက်မခံပဲငင်းပယ်ခဲ့ပါတယ်
ဖျားသခင်တန်ကိုရောကိုငွေနဲ့ဝယ်လို့မရဘူးဆိုတာကိုတက်တဲ့ပြလိုက်တာပါပဲဒီအချက်ကနေမန်ရဲ့ကမ္ဘာအမြင်ကိုအခြေခံကစပြီးပြောင်းလဲသွားစေခဲ့ပါတယ်နောက်ဆုံးမှာတော့အစ္စရေးတို့ရဲ့ထာဝရဘုရားသခင်ကိုသာကိုးကွယ်ပါတော့မယ်လို့ကတိပြုတဲ့အထိသူ့ရဲ့လုံသွားဟာအသွင်ပြောင်းသွားခဲ့ပါတယ် ဇလန်တစ်ခုလုံးကိုခြုံငုံကြည့်လိုက်မယ်ရှင်ရင်တကယ်ကိုအရေးကြီးတဲ့သင်ခန်းစာတွေကိုတွေ့ရမှာပါလူသားတွေဟာကိုယ့်ရဲ့နည်းနည်းလေပြဿနာတွေအတက်ရှုပ်ထွေးပြီးဈေးကြီးတဲ့ဖြည့်ရှင်နည်းတွေကိုအမြဲတလို့ရှာဖွေတတ်ကြပါတယ်ဒါပေမဲ့လက်တွေးမှာအံ့ဖွယ်အမှုတွေကိုခံစားရဖို့ဆိုလားကိုယ်ပိုင်မာနကိုစွန့်လွှတ်ရမယ်ရိုးရှင်းတဲ့လက်ညှိုးချက်တွေကိုယုံကြည်ရမယ်ပြီးတော့နှိမ့်ချစွာနဲ့လိုက်နာဆောင်ရွက်ရမယ်ဆိုတာပါပဲရိုးရှင်းမှုနဲ့ယုံကြည်ခြင်းဟာအောင်မြင်မှုရဲ့တောချက်တွေဖြစ်နေတယ်ဆိုတာသိချပါတယ်ဒီရှင်းလင်းတင်ပြောင်းချက်လေးရဲ့ညီကုန်းထုအနေနဲ့စဉ်းစားစရာမိကုန်းလေးတစ်ခုကိုခြံထားရခဲ့ကြင်ပါတယ်ခေတ်သစ်လူနေမှုဘဝမှာနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေအတွက်အပြေရှားတဲ့အခါဒါမှမဟုတ်ကြီးမားတဲ့အောင်မြင်မှုတွေရရှိဖို့ကြိုးစားတဲ့အခါကိုယ်ပိုင်မာနဆိုတဲ့အရာကဘလောက်အထိတားဆီးပိတ်ပင်နေတယ်လဲဆိုတာပါပဲတခါတရံမှာဖြည့်ရှင်းနေတဲ့ကကိုရှိမှတင်အလွန်ရိုးရှင်းစွာရှိနေပြီမဲ့ကိုယ့်ရဲ့မာနကြောင့်မမြင်နိုင်တာမျိုးများဖြစ်နေမလားဆိုတာကိုတွေးတော့ရင်ဒီအစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အချိန်ပြေးပြီးလင်းလာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်